Asian American တို့အတွက်ကမ္ဘာ့ဖလားအဖွင့်ပွဲအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကမ္ဘာ့ဖလားပွဲစဉ်နှစ်ပွဲရှိပါတယ်ခင်ဗျအဲ့ဒါကတော့ကနေဒါနဲ့ဘော့စနီးယားတို့ကစားမဲ့ပွဲရဲ့ American နဲ့ပါရာဂွေးတို့ကစားမဲ့ပွဲရဲ့ပါဆိုတော့ကျွန်တော်ဒီပွဲစဉ်နှစ်ပွဲနဲ့ပတ်သက်လို့ပွဲချုပ်သုံးသက်ချက်လေးကိုဒီဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျပထမဆုံးပွဲစဉ်အနေနဲ့ကနေဒါနဲ့ဘော့စနီးယားတို့ကစားမဲ့ပွဲစဉ်အကြောင်းကိုပြောပါမယ်ခင်ဗျာဆိုတော့ကနေဒါကညာချမ်းတိုက်စစ်ကိုအရန်ကိုအားပြုကစားတတ်တဲ့အသင်းလို့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီသူတို့ရဲ့ညာချမ်းမှာလဲဘူရှာနဲ့ဂျိုနာသန်ဒါဗစ်တို့လိုကစားသမားမျိုးတွေရှိတယ်ဗျပြီးခဲ့တဲ့2022ခုနှစ်တုန်းကသူတို့အုပ်စုတွင်းမှာပွဲစဉ်အလုံးရှုံးနိမ့်ခဲ့ပြီးတော့အုပ်စုကနေထွက်ခဲ့ရတယ်ဆိုပေမဲ့သူတို့ရဲ့ခံစစ်ကစားပုံကလွှဲရင်ပေါ့နော်သူတို့ပြိုင်ပွဲတစ်လျှောက်ကစားပုံကလက်ခံပြီးလို့ရတယ်လို့အတိုင်းအတာတစ်ခုတည်းလဲပုံစံကောင်းမှာပြသနိုင်ခဲ့တဲ့အဆင့်တစ်ခုမှာပြသနိုင်ခဲ့တဲ့အသင်းပေါ့နော်ဘော့စနီးယားအသင်းကအီဒင်ချက်ကိုပဲဥဆောင်လာမှာဖြစ်ပြီးတော့ဒီအသင်းကကစားပုံအရန်ကိုရိုးစင်းပါတယ်အများကြီးလဲမျောလင့်ထားလို့မရဘူးအမြင့်ဘောတွေကိုပဲအဓိကအားပြုကစားတတ်ပြီးတော့ကန်စစ်မှာပဲအချိန်အများစုကိုကုံဆုံးနေတတ်တဲ့အသင်းမှာဒီအုပ်စုမှာကကာတာပါနေတာဖြစ်လို့နိုင်ပွဲတစ်ပွဲရလိုက်ရုံနဲ့နောက်တစ်ဆင့်တက်ဖို့အတွက်အရန်ကိုအခြေအနေကောင်းသွားမှာဖြစ်တာကြောင့်နှစ်သင်းစလုံးကတော့ဒီပွဲမှာပုံစံကောင်းပြဖို့နိုင်ပွဲတစ်ပွဲရနိုင်ဖို့အတွက်အားကုန်ထုတ်ရုံးကစားလာမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီပွဲမှာတိုက်စစ်စွမ်းဆောင်ရည်ကပို့ပြီးတော့မျှော်လင့်လို့ရတယ်ကနေဒါအသင်းကိုပဲပို့ပြီးတော့သဘောကျပါတယ်ခင်ဗျဒုတိယပွဲစဉ်အဖြစ်အမေရိကန်နဲ့ပါရာဂွေးတို့ကစားမဲ့ပွဲစဉ်အကြောင်းကိုပြောချင်ပါတယ်ခင်ဗျအမေရိကန်အတွက်ကတော့ဒီအုပ်စုကတော်တော်လေးကိုချောင်းတဲ့အုပ်စုဖြစ်လို့တမိုင်းသစ်ရေးထိုးဖို့အတွက်အရန်ကိုကောင်းတဲ့အခွင့်အရေးမျိုးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်အသင်းမှာက profile မြင့်တဲ့ကစားသမားတွေရှိတယ်ဒီအကောင်းဆုံးပုံစံရနေတဲ့အချိန်မျိုးမဟုတ်ရင်တော့မှအဲ့ဒီကစားသမားတွေကနိုင်ငံအတွင်းအတွက်ကတော့အရန်ကိုအားကိုးလို့ရတဲ့ကစားသမားတွေလို့ပြောရမှာပါပါရာဂွေးကတော့တောင်အမေရိကအသင်းဖြစ်လို့လှုပ်အားနှုန်းရတော့အရန်ကိုပြောစရာမရှိဘူးပွဲချိန်ပြေအားကုန်ထုတ်ပြီးတော့ရုံးကစားတတ်တဲ့အသင်းမျိုးပါဒါပေမဲ့လက်ရှိအသင်းမှာပေါ့နော်အရေးသွေးပိုင်းအရာမျှော်လင့်လို့ရတဲ့ကစားသမားမျိုးအသင်းကကျင်းတဲ့ချက်တွေရောက်နေပြီဆိုရင်ဆွဲတင်ပေးနိုင်တဲ့ကစားသမားမျိုးတော့မရှိနေဘူးဗျပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကလည်းဒီအမေရိကန်အသင်းနဲ့ခြေစမ်းကစားတဲ့ပွဲစဉ်မှာလည်းရှုံးပွဲကြုံတွေ့ထားရပါတယ်ဆိုတော့ဒီပွဲမှာအပြန်အလှန်ထိုးပေါက်မှုတွေကျွန်တော်တို့မြင်တွေ့ရနိုင်ပြီးတော့ Asian American အသင်းကပဲ3မှတ်အပြည့်ရယူသွားမယ်လို့ထင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်လင်းထက်ဖြစ်ပါတယ်ခင်ဗျဒီကမ္ဘာဖလားပွဲစဉ်တွေတောက်လျှောက်ကျွန်တော်ရဲ့ TikTok နဲ့ YouTube Channel မှာပွဲယူသုံးသက်ချက်တွေကိုနေ့စဉ်နေ့တိုင်းတင်ပေးထားမှာဖြစ်ပါတယ်ခင်ဗျဝင်ရောက်လေ့လာလို့ရပါတယ်မိတ်ဆွေတို့ရောဒီနေ့ပွဲစဉ်တွေနဲ့ပတ်သက်လို့ထင်မြင်ချက်တွေကို comment မှာရေးပေးသွားလို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ